ကဲဒီဗီဒီယိုမှာအိန္ဒိယနိုင်ငံရဲ့ the most beautiful place တွေဖြစ်တဲ့ Kashmir, Taj Mahal အစရှိတဲ့နေရာတွေကိုအလည်သွားဖို့အတွက် India Tourist e-visa ကို apply လုပ်ရမှာဖြစ်ပါတယ်။ဒီ Tourist e-visa ကို online website နေပြီးတော့မိမိကိုယ်တိုင်ဘယ်လိုရှာရမလဲဆိုတဲ့အသေးစိတ် details ကို step by step tutorial video နဲ့တကွအသေးစိတ်ကိုဒီဗီဒီယိုလေးမှာ share လုပ်ပေးသွားပါမယ်။အိန္ဒိယနိုင်ငံကိုသွားမယ်ဆိုရင်မြန်မာ passport အတွက် India visa ကို apply လုပ်ရမှာဖြစ်ပါတယ်။ visit visa အနေနဲ့ apply လုပ်မယ်ဆိုရင်မြန်မာ passport အတွက် visa fee ပေးစရာမလိုပါဘူး။မြန်မာတွေအတွက် visit visa e-tourist visa fee 0 free ဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာဆိုရင် visit visa e-tourist visa ရှောက်တော့ပဲအဓိကထားပြီးတော့ share လုပ်ပေးလိုက်ပါတယ်။တခြား visa တွေဖြစ်တဲ့ medical visa, student visa တွေရှောက်မယ်ဆိုရင်လည်း apply လုပ်တဲ့နည်းတွေအကုန်လုံးအတူတူပဲဖြစ်ပါတယ်။ကို submit လုပ်ပေးရမယ့် documents ရဲ့ information အချက်အလက်တွေကွာသွားမှာဖြစ်ပါတယ်။ကဲ India Tourist e-visa ကို apply လုပ်ကြမယ်။ apply လုပ်ဖို့အတွက် Google ရဲ့ search bar နေပြီးတော့ India visa online official လို့ရိုက်ပြီး search လုပ်ပြီးဒီကြလာတဲ့ page မှာတွေ့ရတဲ့ India visa online ကို click လုပ်ပြီးကဲဒီ page က India country ရဲ့ visa official website ဖြစ်ပါတယ် visa ရှောက်ဖို့အတွက် visa apply here ကို click လုပ်ပြီးဒီကြလာတဲ့ page မှာဆိုရင် India visa မျိုးအစား14မျိုးအကြောင်းအသေးစိတ်ရှင်းပြထားတဲ့ details ရဲ့ India visa ရှောက်မဲ့ visa photo ရဲ့ guideline တွေကို explain လုပ်ထားတော့ဒီ page မှာတွေ့ရပါလိမ့်မယ်။ visa ရှောက်မဲ့ photo ရဲ့ requirements တွေကို describe လုပ်ထားတော့လဲ list align အခုလိုတွေ့ရပါလိမ့်မယ်။ India visa ကို apply လုပ်တဲ့အခါမှာ passport photo size ကိုအသုံးပြုရပါမယ်။ဒီ passport photo တွေကိုမိမိကိုယ်တိုင် create လုပ်ဖို့စိတ်ဝင်စားတဲ့သူတွေအတွက်visa photo တွေကိုဘယ်လို create လုပ်ရမလဲဆိုတာကိုတည်တံ့ဗီဒီယိုလုပ်ပြီးအသေးစိတ်ကို share လုပ်ခဲ့ပြီးသွားပြီဖြစ်ပါတယ်။ passport photo visa photo တွေကိုကိုယ်တိုင် create လုပ်ဖို့စိတ်ဝင်စားတဲ့သူတွေအတွက်အောက်က comment box မှာဗီဒီယိုလေးကို share လုပ်ထားပေးပါရနော်။ဒီကြလာတဲ့ page ထဲမှာဆိုရင် India visa ကို apply လုပ်ဖို့အတွက် eligible ဖြစ်တဲ့ countries visa ရှောက်ဖို့အတွက်အသေးစိတ် instructions visa fee ရဲ့ payment methods India country ရဲ့ immigration checkpoints airport အကြောင်းအသေးစိတ် details တွေကိုဒီနေရာမှာ highlight ပြထားပေးပါတယ်။အကြောင်းအရာတစ်ခုချင်းစီကို click လုပ်ပြီးအသေးစိတ်ကိုဝင်ရောက်လေ့လာလို့ရပါတယ်။ကဲဒီ page မှာဆိုရင်ဒီမှာ describe လုပ်ထားတဲ့ visa 14မျိုးထဲနေပြီးတော့မိမိ apply လုပ်မဲ့ visa မျိုးစုံ choice လုပ်ပြီးတော့စတင် apply လုပ်လို့ရပါပြီ။ကဲ India country ကို purpose အနေနဲ့အလက်အပတ်သွားမှာဖြစ်တဲ့အတွက်ဒီ e-tourist visa ကို apply လုပ်ရမှာဖြစ်ပါတယ်။ကဲ tourist visa ကို apply မလုပ်ခင်သူဒီမှာပေးထားတဲ့ sample e-visa application နမူနာပုံစံကိုတစ်ချက်ကြည့်လိုက်ရအောင်။ e-visa application ကို click လုပ်ပြီးကဲ tourist e-visa ရဲ့ page မှာဆိုရင်မိမိရဲ့ passport အမျိုးအစား nationality gmail address date of arrival ကို apply လုပ်မဲ့ visa အမျိုးအစားကိုအရင်ဆုံး choice လုပ်ပေးရပါမယ်။ကိုရဲ့ personal information details ရဲ့ passport details အသေးစိတ်ကိုဒီ second page မှာဖြည့်စွက်ပေးရပါမယ်။ registration page မှာဆိုရင်မိမိရဲ့ address details family details အဖေရဲ့ information အမေရဲ့ personal information details ကိုဖြည့်စွက်ပေးရပါမယ်။ဒီ registration fourth page မှာဆိုရင်အိန္ဒိယရောက်လို့ရှိရင်မိမိနေထိုင်မဲ့ address ရဲ့ကို visit အလဲသွားမဲ့ city name တွေကိုဒီ page မှာအသေးစိတ်ကို describe လုပ်ပေးရပါမယ်။ criminal background နဲ့သက်ဆိုင်တဲ့မိခိုးတွေကိုဒီ page မှာ choice လုပ်ပေးရပါမယ်
ဒီ page မှာဆိုရင်မိရဲ့ visa photo upload လုပ်ပေးရပါမယ်မိရဲ့ passport copy ကို PDF format အနေနဲ့ဒီ page မှာ upload ထားလုပ်ပေးရပါမယ်ဒီ verification page မှာဆိုရင် page 1ကနေစပြီးတော့မိမိဖြည့်စွက်ထားတဲ့ personal details address passport details family details မိမိရဲ့ visa information data အသေးစိတ်ကို error ရှိမရှိကိုဒီ page မှာ double check လုပ်ပေးရပါမယ်ဒီနောက်ဆုံး page မှာ e-tourist visa video ပေးဆောင်ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံအတွက် tourist e-visa video ပေးစရာမလိုပါဘူး0 free ဖြစ်ပါတယ်နော်India country ရဲ့ e-tourist visa ကို apply လုပ်ကြမယ် apply here for e-visa ကို click လုပ်ပြီး nationality မြန်မာ passport type ကို ordinary passport choice လုပ်မိမိရောက်ရှိမဲ့ airport name ကို choice လုပ်ပြီးမိမိရဲ့ date of birth email address visit အနေနဲ့သွားမှာဖြစ်တဲ့အတွက် e-tourist visa ကို choice လုပ်India အလဲသွားမဲ့ purpose ရည်ရွယ်ချက် tourism ကို choice လုပ်ပြီး India airport ကိုရောက်ရှိမဲ့ arrival date ကိုဒီနေရာမှာတိကျမှတ်ကန်စွာဖြည့်ပေးရပါမယ်ပေးထားတဲ့ကုန်းနံပါတ်6လုံးမှတ်ကန်စွာဖြည့်ပြီး continue ကို click လုပ်ပြီးကဲဒီနေရာမှာ highlight လုပ်ချင်တာလေးတစ်ခုက application ID number ပထမ page ကိုဖြည့်ပြီးဒီဒုတိယနေရာရောက်လို့ရှိရင်မိမိရဲ့ temporary application ID ကိုရရှိမှာဖြစ်ပါတယ်ဒီ temporary application ID ကို screenshot ရိုက်ပြီးမိမိရဲ့ ဖုန်းထဲမှာအရင် save လုပ်ထားပါကဲ၍ visa form ဖြည့်နေရင် technical error တစ်ခုခုဖြစ်သွားခဲ့လို့ရှိရင်ဒီ application ID ကိုအသုံးပြုပြီးတော့မိမိဖြစ်ထားတဲ့ database တွေ information တွေအားလုံးကိုပြန်လည်ရယူလို့ရပါတယ်
ဒီနေရာမှာ tourist e-visa ကို apply လုပ်တဲ့အခါမှာအမြဲတမ်းကြုံရလေးရှိတဲ့ technical error တခု share လုပ်ပေးချင်ပါတယ် tourist e-visa ကို apply လုပ်နေစဉ်အတွင်းမှာအကယ်၍ကိုကနောက်ထပ် page တစ်ခုမရောက်ပဲအခုလို error ဖြစ်သွားမှဆိုရင်ကိုဖြည့်ထားတဲ့ data တွေကလုံးဝပြောင်းသွားပါဘူးဒီ visa website ရဲ့ home page ထဲမှာမိမိဖြည့်ထားတဲ့ data တွေအကုန်လုံးကို auto save ထားပြီးသားဖြစ်နေပါလိမ့်မယ်ကဲမိမိဖြည့်ထားတဲ့ data page တွေကိုပြန်လည်ရယူဖို့အတွက် Indian government visa website ရဲ့ home page ကိုသွား complete partially fail application form ကို click လုပ်ပြီးကဲ complete partially fail form ကြာလာပြီဆိုရင်မိမိရဲ့ application ID ရှိမှသာကိုအရင်ဖြည့်ထားတဲ့ data page တွေကိုပြန်လည်ရရှိမှာဖြစ်ပါတယ်ကဲကိုရဲ့ application ID number ကိုဘယ်လိုသိနိုင်မလဲခုနဒုတိယ page ကိုဖြည့်တော့ screenshot ရိုက်ထားတဲ့မိမိရဲ့ ID number 15လုံးကိုဒီ ID box ထဲကို copy paste လုပ်ပြီးဒီမှာပေးထားတဲ့ကုတ်နံပါတ်6လုံးကိုပေချာမှာကန်စွာဖြည့်ပြီး complete partially fail form ကို click လုပ်ပြီးကဲခုနကိုဖြည့်ထားတဲ့ page ကိုပြန်လည်ရောက်ရှိပြီးနောက်ထပ် page တစ်ခုကိုစတင်ဖြည့်လို့ရပါပြီကဲ visa photo upload လုပ်ပြီးသွားရင်ဒီ page မှာမိမိရဲ့ passport ကို PDF အနေနဲ့ upload လုပ်ပေးရမှာဖြစ်ပါတယ်ကဲမိမိရဲ့ passport ကို upload လုပ်ပြီးသွားတဲ့အခါမှာဒီ confirmation details page မှာကိုဖြည့်ထားတဲ့ information တွေ error ရှိမရှိကို double check လုပ်ပေးပါကဲဒီ page က India Tourist e-visa application ရဲ့နောက်ဆုံး page ဒီ page မှာ e-tourist visa fee ကိုပေးဆောင်ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံအတွက် tourist visa fee က0 free ဖြစ်ပါတယ်မြန်မာနိုင်ငံအတွက် tourist visa fee က0ဖြစ်တဲ့အတွက် visa fee ကို proceed လုပ်စရာမလိုပဲ payment message ကိုအခုလိုတွေ့ရပါလိမ့်မယ်ကဲ tourist e-visa approve ဖြစ်သွားပြီဆိုရင် confirmation email ကိုခုလိုလက်ခံရရှိပါလိမ့်မယ်ကဲမိမိရဲ့ India tourist e-visa ကို print out လုပ်ကြမယ် print out လုပ်ဖို့အတွက်ဒီ confirmation email မှာ important information အောက်မှာပါတဲ့သူပေးထားတဲ့ official visa website ကို click လုပ်ပြီး visa website ရဲ့ home page ထဲမှာဒီမှာတွေ့ရတဲ့ check your visa status ကို click လုပ်ပြီးဒီ visa status inquiry page မှာဆိုရင် application ID ကိုခုနမိမိလက်ခံရရှိထားတဲ့ confirmation email မှာပါတဲ့ application ID ကို copy paste လုပ်မိမိရဲ့ passport number ကုတ်နံပါတ်6လုံးကိုသေချာမှကစွာဖြည့်ပြီး check status ကို click လုပ် approve ဖြစ်သွားတဲ့ application ရဲ့ status ကိုခုလိုတွေ့ရပါလိမ့်မယ် download လုပ်ဖို့အတွက် press status ကို click လုပ်ပြီးကဲဒါက India country ရဲ့ tourist e-visa ဖြစ်ပါတယ် India tourist e-visa ဟာ apply လုပ်တာအရင်လွယ်ကူတာဖြစ်တဲ့အတွက်မိမိကိုယ်တိုင် apply လုပ်နိုင်ဖို့အတွက်ဒီဗီဒီယိုလေးကို share လုပ်လိုက်ရခြင်းဖြစ်ပါတယ်